အားလုံးပဲမင်္ဂလာပါဟက်ကာမိုနီကနေပြန်လည်ကြည့်ဆိုလိုက်ပါတယ်ကျွန်တော်ကမ်းခြေရောက်နေဖြစ်ပါတယ်ဒါတော့ကမ်းခြေမှာရေကူးတဲ့ဘောလုံးလေးပဲဖြစ်ပါတယ်ဆိုတော့ခဏလေးဆီယမလေးပါလုံးနေတယ်တက်ချလိုက်အောင် Hello ရေတော့ကူးမယ်လေအားလုံးပဲမင်္ဂလာပါ ဘေဘီကကြဲကြဲပြောလို့ရတယ် အားလုံးပဲမင်္ဂလာပါ ဘာလေးကိုနည်းနည်းလိမ့်ပေးပါလား ခဏနေရေးသွားကူမှာပါ ကူးမယ်လေ ဆိုတော့โอเค ဘေဘီရေကူးရပြီအိမ်ကြီးလဲအောင်ပေါ့ အင်းကြီးဒါမဲ့အင်းကြီးမလိုက်ဘူး skin care ဒါဆို2ယောက်ပါ skin care အရင်လင်းရပါတယ် ရေကူးတာစကင်ကလိမ့်ရလား လင်းရတော့ Why နေလောင်တဲ့ကာကွယ်ရမယ်ပြီးလို့ရှိရင်ကဲကြီးဆိုမဲ့လေအခုကမိုးရည်ဖြစ်နေကွယ်မိုးရည်ဖြစ်နေတော့နည်းနည်းဆူဆူဆွတ်ဆွတ်လေးနဲ့ထိုင်ထိုင်မမလေးနဲ့ဖြစ်နေတော့ sensitive skin တွေပေါ့နော် ဆွတ်ထိုင်းမိုင်း sensitive skin တွေဘေဘီကတော့ sensitive မဟုတ်ဘူးဘေဘီ skin ကကျန်းခန့်တယ်ပေါ့နော်ဒါပေမဲ့အတီတီလေးရဲ့ skin ကတော့ sensitive လေးပေါ့နော် အာတီတီလေးဆိုဗျာ အတီတီလေး sensitive လေးပေါ့နော်အဲ့တော့ sensitive skin တွေဆိုလို့ရှိရင်တောင်းရမယ့်ဟာလေးကိုယူလာပါတယ် ဟိုခဏလေးနော်အဲ့လိုဟွာဘာတွေလဲနေရလဲပဲမဲတဲ့ဥစ္စာစကင်ကဲအကြောင်းကြီးရှင်းပြတယ် skin care ဆိုရင်အရင်ရှင်းပြချင်တာ ဘာကိစ္စလဲဆီယမလေးက angle brace brace တာတော့ brace အကြောင်းလဲသွားရအကုန်နှုတ်ပြီးအောက်သွားရတက်ပြီးအခါကျရင်ပြပြပေးမယ်ပေါ့နော် အောက်သွားတွေရှိရလေ အောက်ကမကက်ရသေးဘူးဟာအောက်ကခီးသွားမှာဆိုမကက်လာခဲ့ဘူးကွယ် အဲ့လေ ကက်လာခဲ့ပြောရကနန်းကိုက်ကြတော့ချွေကြပြောရလေဒါတက်ထားလို့ရှိရင်အမားရင်စားရဘူးကနန်းမကိုက်ရဘူးယုံကိုက်ရပြောတယ်ဒါပေမဲ့ကိုကကြတော့ကနန်းကိုက် ကတ်ချင်တာကတ် ဆိုတော့အောက်ကမကက်သေးဘူးနားနေကန်းကြီးကပြန်ရောက်တော့မှအောက်ကကက်မယ် အဲ့နဲ့လိမ့်ပေးပါ လိမ့်မယ်မယ် ဒီလိုကန်ရမယ်โอเค မိမကဗာလိမ့်ပြီးခံပါမယ် အေးနေရပဲ အဲ့ဒါနော်အေးရနော် အေး မွေးမွေးလား မွေးတယ် तू ကအဲ့လို န လေ ည်းနည်းနှကောင်းနှပေးရှူကြည့် နှကားလို့ရှိရင် ဟမ် တင်းတင်းဒါကတော့ skinny figure Sika rescue လေးပါ ဩ Sika rescue Sika ပါလေဒီလား စီကားရတော့ Sika Chandala Ishaka အဘာတွေတော့ Sika ဆိုတာ What are you talking about? မြင်းခွာရပါ ဆေးမြင်းခွာ ရဖြစ်တဲ့အတွက်ကြောင့်မလို့တော့ဝက်ဆန်ဖြစ်တဲ့သားရည် ဘယ်လိုမြင်းခွာရောက်ဆေးတာ ဝက်ဆန်ဖြစ်တဲ့သားရည်ဆိုလို့ရှိရင် तू ကဝက်ဆန်ကိုကာကွယ်ပေးရဲ့ မြင်းခွာရောက်ဆေးတာ မြင်းခွာရလေးပေါ့ပဲဟိုကအဲ့လိုမျိုးစန်းစန်းနဲ့စကင်းနေဆိုလို့ရှိရင်ဒါသုံးရတယ်နောက်ဝက်ဆန်ထွက်တဲ့ခါကျတော့သုံးရတယ် တေးကြရတော့ဝက်ချမ်တော့ မထွက်ဘူး तू ကဝက်ဆန်မထွက်တဲ့ဒီဝက်ဆန်တောင်ဒီမှာထားပါတော့ကိုဒီမှာအမဲဆက်ဒီမှာရုပ်တွေကျန်နေတော့ तू ကမှိန်နေဒီမှာနိုင်ရစနမိုင်းလည်းပါတယ် အေး လင်းလိုက်တာဒီမှာဒီမျက်နှာအနည်းကကြည့်ကြည့်လိုက် ယောဂီတို့အားကြနေပါ ဘလိုပါပြီပြောင်းသွားပြီကြလား ဟုတ်တယ် ကိုမြတ် နော် နှစ်ဖူးကလည်းတော့ဖတ်တယ်တော့ ပြောင်းတယ်နော်ကျုံ အဲ့တော့ခုနလုံးမိုးရလေးကနီးလာပြီဆိုထိုင်းမိုင်းလာပြီဆိုဝက်ချန်ဖြစ်လွယ်တယ်အဲ့တော့ဝက်ချန်ဖြစ်လွယ်တဲ့ຢာဒီမှာဝက်ချန်မဖြစ်အောင်ဒီ Sika rescue လေးနဲ့လိမ့်လို့ရတယ်ပြီးသွားရင် Sika rescue Sika rescue ကဘယ်လိုပြော Sika rescue စီကာကိုကဲတာ အဲ မြင်းခွာဆေးမြင်းခွာရောက်ကဲတာ စကီကိုကာဝယ်ပေးမယ် ဟောစကင်ကိုဆေးမြင်းခွာရနဲ့ကဲမယ် ကဲမယ် အေးဟဲ့လို့နော်ဒါမဲ့အဲ့လိုကျွန် ပြီး တော် တော့သူ့မှာကရောနည်းနည်းကြောင်ညာဝင်အောင်မယ်ကွာဝင်လို့မရဘူးလား ရတယ်ဘာလို့ကြော်ညာမှာလဲ ကြောင်ညာမှာပဲမရဘူးကောင်းလေဟာ တကယ်ကောင်းလား တကယ်ကောင်းတယ်တကယ်ကောင်းတယ်ဘေဘီလိန်နေတယ်မှာရှိအဝတ်ကျုံနေ အေး သူစင်းစင်းလေး ဒါတော့ skin care ကိုရှူတာဖြစ်ပါတယ်ပြောပြပါ ပြီးတော့ပိုးလို့အမြင့်ထူတဲ့တွေအတွက်အများကြီးလေးနေရမှာ ဘလို့အပြင်းထူသွား ဒီတစ်ထပ်ဒီကခုနကတော့ထားပါတော့ကြုံတာလိမ့်လိုက်တယ်ကွာသုံးလိုက်ပြီးတော့ခုန serum တို့ emulsion တို့ moisturizer တို့ accent တို့အဲ့ဒါတွေအကုန်လုံးဟိုတော့ဘူးလေးမှာထည့်တာ foil မှာ ဟုတ်လား ဆိုတဲ့ခါကျတော့ကိုကခုနတုံနာလိမ့်ချင်လိုက်ရတယ်အေးတုံနာလိမ့်ပြီးွားရင်လည်းဒါလေးလိမ့်လိုက်ပြီးပြီ 4 in ပြီနော်ဒါပေမဲ့ဒါပြီးွားပြီဆိုပေမဲ့လည်းမပြီးသေးဘူးခုနလေးနေပူရဲပေါ့နော်ကိုကမိုးအုပ်နေပြီမဲ့လည်း SPF ကပါမရမှာနေလောင်တန်းနေကောက်ွယ်ဖို့အတွက်မိုးအုပ်နေဆိုပြီးတော့ sunscreen လည်းယူမရ sunscreen လည်းမရနော်
မိုးအုံနေလေနေမပူနေ sunscreen လိမ့်နေတယ်ဘလို့ လိမ့်ရမှာ ဟုတ်လား UV ray ကတော့တိန်တို့ဖောက်ပြီးလေလာနိုင်တယ် ဟုတ်တယ်ကိုသိကျင်တာပဲဗျာဒါဆိုရင်ဒီမှာရေးထားတာ 4-in-1 gel cream ဆိုတော့ခါတိုင်းကိုလိမ့်တယ်လို့မျိုးတုံနာလိမ့်ရတုံနာတပူဟိုက moisturizer တပူ essence တပူ serum တပူ အဲ့လိုအများကြီးမလို့တော့တော့မလို့တပူတဲ့နဲ့ ဟို4က5ကဖွင့်စရာမလိုတော့ဘူးအဓိကတော့အဲ့ဒါပဲဟောကျွန်တော်အရင်ပြင်းတာအဲ့လိုမျိုးသူဆီယမလေးကကျွန်တော်ကို skin care တွေ sponsor လုပ်ထားတယ်ဒါပေမဲ့ကျွန်တော်အဲ့လို ကဲကိုပြတ်တက်ပတ် sponsor ထားပါလေ ကျွန်တော်အဲ့လိုမေးတာပေါ့နော်ဘယ်ဟာအရေးကြီးဆုံးလဲဆိုတုံနာနဲ့ moisturizer အရေးကြီးဆုံးပဲဆိုအဲ့နှစ်ဘူးပဲဖွင့်တာကျွန်တော်အဲ့တော့တော်တော်ပြင်းစရာကောင်းတယ် ပြီးတော့ရာသီပြောင်းရင်ပြောင်းသလိုမလေးမိုးရာသီဆိုတစ်မျိုးနေရာသီဆိုတစ်မျိုးမလေးလုပ်ပြရတယ်သူ ဒါ ပြရတယ်ဒါ sunscreen ဒါ mineral essence ဟောတော့ခုန4-in-1လိမ့်ပြီးဒီ sunscreen လိမ့်လိုက် ရပြီ ပွက်သိမ်းသွား လိုပါပြီမရ Okay လည်းကောင်းပါပြီ Okay အဲ့တော့လက်ညောင်းလိုက်ဒီလိုတင်တာလေတော့ပါလိမ့်မေးပါ ရေကူကမှခုမှလာကဲရေ ရေကူးကံပါလေကူးပါမယ်ညနေဆိုတော့ကန်းကြီးကလှိုင်းများ လိုင်းကြည့်လာလားဒီမှာ ဘောအုပ်လေလိမ့်စရာတူပါလား ဒါထူတယ်လို့ထင်တာမထူးတော့တက်ချာအပိုင်း အေးဒါနဲ့ဘေးရှိကြည့်ပါအေးဒါလည်းမစိုး ပြန် ပါ နှံကောင်း အေးညီကိုတော့အားချက်နေမှ သူ လား ကပြောဒီမှာလေသူ့ရဲ့ဒါလေးကဘယ်လိုမျိုးဒီလိုလေးနှိမ့်လိုက်ရင်ထွက်တယ်ကွာအဲ့တော့ချက်စရာမလိုပြီးရင်သူကတော့ two finger method လို့ပြောတော့နော်ဒီရစီတနာပုံပြီးတော့ကိုယ်ပဲနေပါလေ What is two finger method two finger method ဆိုတာ moisture sunscreen လေးနဲ့ခါကြလို့ရှိရင်သူကဒီလက်ချောင်းနှစ်ချောင်း ပြရလေလက်ချောင်းဟောOkay Okay ဟောလို့ရှိရ Okay တော့ဒီကိုတားများနေ ဟေးလေးမလေး Okay creative angle လေးကြည်တာနော် creative angle လေးနော်ညိုပြီးတော့တက်လေးပါတယ်ဘေးဆောင်လည်းပါတယ်ကြည်လိုက် အေးမွေးလေးပေါ့နော်သူကကျတော့ခုနလို moisturizer mix sunscreen နဲ့သူကပြောထားတယ်ဒီမှာတွေ့ရမှာ moisturizer mix SPF အော် okay ဆွဲခါကြတော့သူ့မှာ moisturizer ဖက်လည်းပါတယ်ပြီးသွားရင် sunscreen လည်းပါတယ်ဆိုခါလေးကြလို့ရှိရင်ကျတော့ toner လိမ့်ပြီးသွားရင်ဒါလေးတက်နေလေရဒါပေမဲ့ခုနဟာတော့ပို့ပြီးတော့လိမ့်နှစ်ခုလိမ့်တာတော့ပို့ပြီးတော့ကောင်းတယ် ဟုတ်တော့ပြီးတော့ခုနလို SPF 50 PA+++ ဆိုတော့ UVA UVB အကုန်ကာကွယ်ရပါတော့ ကောင်းလိုက်လားကျွမ်းညာရမ်းဆန်နေပြီ အရင်ကျဆက်တယ်အဲ့ပြီးတော့ကန်းနေတော့ရဆိုတော့ဒါထပ်လိမ့်ဖို့တော့အပြင်တော့ထိတ်သွားအောင်ပဲ Okay ဘေးဟိုနားလေးမှာဟိုပကြီးကားလေးရှိမှမတက်ရလိုက်အဲ့ဆိုအေးရောက်တယ် glow skin ဖြစ်နေပြီနော် စိတ်ဝင်လွယ်တော့ဗောနော်လိမ့်လာမှကြည့် အော်ငါမင်းမအသားရအရန်ကောင်းတာနော် hyaluronic acid လည်းပါတယ်ရေးတယ်လည်းဖြည့်ပါတယ်ရှင် beauty vlogger လောက်တော့မလား ဒီတော့ကကိုဘယ်လိုပြောမလဲကိုကြိုက်တဲ့ဟာလေးရှင်တော့ review လေးပေးပါတယ်ဒါလေးကတော့တကယ်ကြိုက်တာပါနော်ဝင်အနံ့လည်းတော့ကြိုက်တယ်အေးအနံ့ ဆီယမာလေးကသူက skin care နဲ့ပတ်သက်ပြီးကျွမ်းလားမကျွမ်းလားဆိုတော့ကျွန်တော်သူနဲ့မတွေ့ခင်နဲ့သူနဲ့တွေ့ပြီးနောက်ပိုင်းကျွန်တော်အသားယူကြည့်လိုက် ဒါတော့မှ aesthetic လည်းတွေမလိုက်လို့ မလိုက်ဘူးကျွန်တော်က အဲ့ဆိုအတရားဂျိုင်းဘွက်တွေကတော့ဟိုဟာတော်ရုံ skin care နဲ့မပြဘူးဒီဂျိုင်းဘွက်တွေကတော့ laser ပြတ်မှရမှာ ကျူဆိုပြက်လိုက်အဲ့လိုကောင်းပါ ကောင်းပါမှာအဲ့တော့ live မလုပ်ဘူး ကျွန်တော်ငကိုကြည့်ကောင်းနေပြီ okay မလေးကျွန်တော် skin ကို show လိုက်အောင် ဒါခုနကခွာရနေနိုင်လို့ ကျွန်တော်တို့စိတ်ပြောင်းသွားပါကျွန်တော်ရေဘူးကန်နဲ့မစိန်တော့ကျွန်တော်တို့ပင်လယ်ထဲပဲသွားတော့မှာဖြစ်ပါတယ် ပင်လယ်ကြီးကိုကြည့်လိုက်တော့ပင်လယ်ကြီးအရင်လှနေတယ် ပင်လယ်ကြီးကိုကြည့်ပါဦးဗျာအိုးနော်ဆီယမလေးရဲ့အလှ shot လေးဖြစ်ပါတယ်ဒါကတော့ skin care လိမ့်တာရဲ့ကျွန်တော်မျက်နှာရဲ့တောက်ပြောင်မှုကြီးပဲဖြစ်ပါတယ်ဒါတော့တော်တော်ခဏအများကြီးပဲလေဒါလို့ဆိုရင်ဒါဒီနေတော့နဲ့တော့ဒါတော့ရရနော်ပင်လေကြီးကိုကြည့်အောင်မချမ်းဘေးအိုးတော်သေးတယ်လိုက်ရကျန်းလာတော့လေ နာကနေပါထားခဲ့တယ် ဆိုပြီ ဆိုပါကျွန်တော်ရဲ့ကင်မရာလည်းရေငုတ်တော့မလို့နည်းနည်းလေးပဲလိုတော့တယ်စကင်ကဲလေးပြီးနေဘူးတဲ့သွားတာပဲကင်မရာတွေရင်းရတော့မလို့ကန်ကောင်းတယ်ကလေးဘောကွင်းနဲ့အဖြစ်ပြလား ဒီရေကအရင်နဲ့ပါတယ်ရေကကကုသဆခါစဆိုတော့နေတိတ်မလားနော်တိတ်မလား ကန်းကြီးမီနီဗလော့လေးကတော့ဒီလောက်ပါပဲဗျာကျွန်တော်တို့ခဏနေ
အပေါ်တက်စီဖူးသွားစားတော့မှာဖြစ်ပါတယ်ညနေစာပေါ့နော်ဆိုတော့ကျွန်တော်တို့ Hacker Money page လေးကိုလည်းအပိတ်ကြပါကျွန်တော်တို့ဗီဒီယိုလေးတွေနောက်ပိုင်းစိတ်လေးတွေပြန်တင်မှာဖြစ်ပါတယ်ဗီဒီယိုစိတ်လေးပေါ့နော်အဲ့လိုပြန်တင်မှာဖြစ်ပါတယ်အဲ့လောက်ပါပဲ bye 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 bye